ဟိုးရှေရှေတုန်းကတန်ပကံပြားတစ်ချက်နဲ့ဘူစီပေါင်းတစ်ခုဟာမြစ်ကမ်းဆက်မှာရပ်နေပြီးတော့ဘသူကမြစ်ကိုအကောင်းဆုံးဖြတ်ကူးနိုင်မလဲဆိုတာပြောနေကြတဲ့တန်ပကံပြားကပြောတယ်ငါကအတန်မာဆုံးဖြစ်တယ်ပြီးတော့ကြောက်တောင်တောင်ကွက်အဲ့အောင်လုပ်နိုင်တာဖြစ်တယ်ဒီမြက်ကိုကြော်ဖြတ်ဖို့ကတော့အလွယ်လေးပဲလို့ပြောတယ်ဘူစီပေါင်းကလည်းပြောတယ်ငါကလေလိုပေါ့ပါတယ်မြက်ကျမ်းပြင်ကိုထိတောင်မထိပဲနဲ့ဖြတ်ကူးနိုင်မယ်ငါလောက်မျောလို့ကောင်းတဲ့လူမရှိဘူးလို့သူကပြောလိုက်တယ်သူတို့နှစ်ယောက်ဟာစမ်းတက်ပြီးတော့မြစ်ကိုဖြတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်ပထမဦးဆုံးတန်မဏိပကံပြားကမြစ်ထဲကိုခြေတလားလှမ်းလိုက်တယ်ချက်ချင်းပဲဖွတ်ဆိုပြီးတော့နှစ်သွားတယ်မြစ်ကရီပြီးပြောလိုက်တယ်မင်းကတိတ်တယ်လို့နဲ့ရေကုန်မြမဖယ်နိုင်ဘူးဒါကြောင့်မလို့ရေပေါ်မှာမပေါ်နိုင်ဘူးလေအိတ်ဖောင်းကသူ့ကလေးရောက်ပြီဆိုပြီးတော့မြစ်ပေါ်ကိုကူးဖို့လုပ်တယ်မြစ်ပေါ်မှာပေါ်နေပေမဲ့လေတိုက်တာနဲ့ပါသွားသလိုလှိုင်းနေကြောင်လဲပါသွားတယ်ဒါကြောင့်မလို့သူဟာလဲအလျင်မြန်ပြန်ပြီးတော့ကုန်းပေါ်ပြန်တက်လာရတယ်ထိတ်ချုံမှုမရှိဘဲနဲ့မျောနေတာကဘာမှမဟုတ်ပါလားလို့ဘူစီပေါင်းကညီးသွားလိုက်တယ်အဲ့ဒီအချိန်မှာပဲမလန်မကန်းကနေလှေတစည်းဟာမြစ်ကိုကူးသွားတယ်သူဟာညီမြတယ်သူ့လေးချိန်နဲ့ကိုက်ညီအောင်ရေကိုဖယ်ထုတ်နိုင်တယ်ပြီးတော့သူ့ကိုယ်တူလည်းထိန်းနိုင်တယ်အဲ့ဒီအတွက်မြစ်ကပြောလိုက်တယ်ကြည့်ကြပါအာတာချက်တစ်ခုထဲကအလေးချိန်များရင်နှစ်သွားတယ်ပေါ့ပွားမှုတစ်ခုထဲကမျောပေမဲ့ဥတီချက်မရှိဘူးဒါပေမဲ့ဖွဲ့စည်းမှုဟန်ချက်ညီမှုဒါမျိုးကအတိတ်ပဲရှိကုခတ်နိုင်စွမ်းရှိတယ်လို့ပြောလိုက်တယ်ဘာလို့တန်တုံးတုံးကရေထဲမှာနှက်သွားပြီးတန်နဲ့လှုပ်ထားတဲ့တင်မိုးကြီးတွေကြရေပေါ်မှာမျောနိုင်နေရတာလဲဘာကြောင့်ရေကူးတဲ့အခါဖောင်ပေါ်မှာလဲလို့ရတာလဲပလတ်စတစ်ဘူးလေးတွေကရေထဲဖိချလိုက်ရင်ဘာလို့ပေါ်လာတာလဲနောက်တစ်ခုကလူတွေဟာဆိုရင်စားငံရေထဲမှာကြတော့ပေါ့ရေကူးလို့ရပြီးပုံမှန်ရေထဲမှာရေသေးထဲမှာဆိုရင်တော့လေးလံနေတာကိုတွေ့ရတယ်ဘာကြောင့်မို့လဲဒီသင်ခန်းစာတွေကတော့ Great Dam Physics ထဲက density, relative density နဲ့ Archimedes principle တွေပေါ်အခြေခံထားတာဖြစ်တယ်ဒါဆိုရင် density တိတ်သေးစားဆိုတာဘာလဲ relative density နှိုင်းရတိတ်သေးစားဆိုတာဘာလဲ Archimedes principle ရေပင်အားနေရာမှဆိုတာဘာလဲဆက်ပြီးတော့လေ့လာကြည့်ကြရအောင်နော် density တိတ်သေးစားဆိုတာကတော့ပစ္စည်းတစ်ခုရဲ့အလေးချိန်နဲ့ဒုတွေရဲ့အချိုးပဲဖြစ်တယ်သူ့ရဲ့ပုံတင်နည်းကတော့ density ကိုလိုချင်ရင် mass ဓာတ်ထုကို volume ဒုတဲ့နဲ့စားတာဖြစ်တယ်တန်မဏိရဲ့ density က9880 kg per meter cube ဖြစ်ပြီးတော့ရေရဲ့ density က1000 kg per meter cube ပါဒါကြောင့်တန်မဏိဟာရေထက်9.8ခွန်ဆပိုပြီးတိတ်သေးတယ်ဒါကြောင့်တန်မဏိဟာရေထဲမှာနှက်သွားတာဖြစ်တယ်တက်သားရဲ့ density ကတော့900 kg per meter cube လောက်ပဲရှိတယ်အဲ့ဒီအတွက်ရေထက်ပေါ့ပါတယ်ဒါကြောင့်တက်သားတစ်ခုကိုရေမှာချလိုက်ရင်တက်သားဟာရေပေါ်မှာပေါ်နေတာဖြစ်တယ် relative density ဆိုတာကတော့စောနာက density တိတ်သေးစနဲ့ရေရဲ့နှိုင်းရတိတ်တိစ1000 kg per meter cube ကိုနှိုင်းယှဉ်တာဖြစ်တယ် relative density ဆိုတာ specific gravity လို့လည်းခေါ်တယ်ပစ္စည်းတစ်ခုရဲ့ density ကိုရေနဲ့စားလိုက်ရင် relative density ကိုရတယ် relative density က1ထက်ကြီးမယ်ဆိုရင်ရေထဲမှာနှက်နေမှာဖြစ်ပြီးတော့ relative density က1ထက်ငယ်နေမယ်ဆိုရင်ရေထဲမှာမျောနေမှာဖြစ်တယ်ဒါကြောင့်မလို့တန်တို့ရွှေတို့ဟာရေထဲမှာနှက်ပြီးတော့တက်သားတို့ plastic တို့ဟာရေပေါ်မှာမျောနိုင်နေတာဖြစ်တယ်အာခိမီဒီလို့ခေါ်တဲ့သိပ္ပံပညာရှင်ကြီးကိုတုံးလုံးနဲ့ပြေးလွှားခဲ့တဲ့အကြောင်းကိုကြားဖူးကြတယ်မလားဟုတ်တယ်အာခိမီဒီကရေချိုးကန်ထဲမှာရေချိုးနေတော့ theory တစ်ခုကိုတွေ့ခဲ့လို့ရေချိုးကန်ထဲကနေငါတွေ့ပြီလို့အော်ဟစ်ပြီးလမ်းပေါ်မှာအဝတ်မပါဘဲနဲ့ထွက်ပြေးသွားဖူးတယ်ဘာကြောင့်မို့လဲဆိုတော့သူ့ရဲ့ဘရင်ကရွှေတရဖူတစ်ခုဟာစစ်မစစ်စမ်းသပ်ဖို့ပြောခဲ့တယ်အာခိမီဒီကရေထဲမှာပစ္စည်းတစ်ခုရဲ့အလေးချိန်ဖယ်ထုတ်ပမာဏအကြားဆက်သွယ်မှုကိုရေချိုးကန်ထဲမှာရုတ်တရက်သဘောပေါက်သွားတာပါဒါကြောင့်သူဟာအရန်ကိုစိတ်လှုပ်ရှားသွားပြီးတော့အဝတ်တွေမပါဘဲထွက်ပြေးသွားတာပေါ့မြို့ထဲကလူတွေကတော့အာခိမီဒီရေအဝတ်လေးဝတ်ပါအောင်လို့အော်နေကြတာပေါ့အာခိမီဒီရဲ့ရေပင့်အားနိယာမဆိုတာကတော့
ပစ္စည်းတစ်ခုကိုရေထဲထည့်လိုက်မယ်ဆိုရင်အဲ့ဒီပစ္စည်းဖယ်ထုတ်လိုက်တဲ့ရေရဲ့အလေးချိန်နဲ့ညီမျှတဲ့ပင့်တင်အား buoyant force ကိုရတယ်ပြောမယ်ဆိုရင်တက်မောကြီးတွေကိုခွတ်ကြီးလှုပ်ထားတယ်ဘာကြောင့်မို့လဲဆိုတော့ရေအများကြီးဖယ်ထုတ်လိုက်မှဖြစ်တဲ့အတွက်သူ့ရဲ့အလေးချိန်ထက်ရေရဲ့ပင့်အားကပိုများသွားတာဖြစ်တယ်တက်မောနဲ့ရေနေဟာဆိုရင် Archimedes principle ပေါ်ကိုအခြေခံထားတာဖြစ်တယ်ဟော်လန်နိုင်ငံမှာဆိုရင်ရေလောင်တမန်ကို Archimedes principle နဲ့တွက်ချက်ပြီးတော့တိဆောက်ထားတယ်ရေအောက်မှာရောက်နေတဲ့မြို့တွေကိုရေတံကနေအကာအကွယ်ပေးတာဖြစ်တယ်ဒီနေ့ဒီချိန်မှာတော့အာကာသထဲမှာသွာလာနိုင်မှုအတွက်သိပ္ပံပညာရှင်တွေကအထူးပစ္စည်းတွေကိုဖန်တီးနေကြပြီဖြစ်တယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့သိပ္ပံဇာတ်လမ်းလေးတွေကိုကြားချင်ရင် Treasureland Education ရဲ့ page နဲ့ YouTube ကို follow လုပ်ထားဖို့မမေ့နဲ့နော်ဆရာကတော့ Treasureland Education က admin Olive ဖြစ်ပါတယ်နောက်တစ်ချိန်မှာလည်းပို့ပြီးတော့အံ့ဩစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့လာအောင်မှာဖြစ်ပါတယ်နော်